အကျန်းဖက်တောင်းစမ်းသူတွေဟာအရွယ်မရောက်သေးတဲ့တိုင်းရင်းသားကလေးတငယ်တွေကိုအတမဖမ်းဆီးပြီးရှေ့ရန်ပို့ဆောင်နေတာတွေကိုတိုင်းရင်းသားဒေသတွေမှာခက်စိတ်စိတ်လှုပ်ဆောင်လာနေပါတိုင်းပြည်မှာရှိတဲ့ရန်ရှင်တို့မိဘပြည်သူများမင်္ဂလာပါခင်ဗျာစစ်တပ်ကြီးပဲလှော်ခဲ့ကြတာနှစ်ပေါင်းမနေတော့ဘူး It's right ကျွန်တော်ဆရာချစ်ကပြောတယ်စစ်တပ်မှာလည်းကောင်းနေလူရှိလို့မကောင်းနေလူရှိတယ်ကြားခဲ့ပြီလွန်ခဲ့တဲ့3နှစ်ကျော်တဲ့ကပေါ့နော်တိုင်းသားလက်နက်ကိုင်တွေမှာလည်းကောင်းနေလူရှိတယ်မကောင်းနေလူရှိတယ်စစ်တပ်ကိုပဲတခိုးတွေဂျဘိုးတွေမရင်းကောင်းတွေအခုလိုကလေးသူငယ်တွေဆိုလဲခေါ်ပြီးစစ်မှုထမ်းခိုင်းတယ်ဟုတ်ကဘာကြီးကတိអော်တယ်သို့တော့ထူးခြားတာကတိုင်းသားလက်နက်ကိုင်တွေမှာအဲ့ဒီလိုမျိုးအတင်းအဓမ္မစစ်မှုထမ်းခိုင်းတာဟုတ်လားအတင်းကျပ်စကြေးကောက်တာဟုတ်လားယခုလိုမျိုးကလေးငယ်တွေကိုနော်လက်ကျင့်တင်ကြားပေးပြီးတော့ရှေ့တန်းပို့တာတွေကိုကြတော့ကဘာကြီးကလည်းမអော်တယ်လို့ပြည်ထဲမှာရှိတယ်နိုင်ငံရေးသုံးသပ်သူလို့ဟာပညာရှင်လို့ခံယူထားတဲ့သူတွေသတင်းမီဒီယာတွေကမတင်ပြခဲ့ကြတာဘာကြောင့်လဲကျွန်တော်ဆက်ချင်မေးကြည့်တာဟုတ်လားကျွန်တော်ဆရာကြီးကစစ်တပ်ကိုမတရားပြောရခြင်းလို့နော်ကာပြောပြတာမဟုတ်ဘဲနဲ့အမှန်တရားတစ်ခုအနေနဲ့ထောက်ပြတဲ့ဟာဆိုတော့ဘောမာတယ်ကိုကြတော့ဘာမာတာလဲဟုတ်လားနည်းနည်းတော့ကိုပြန်မေးကြည့်စစ်တပ်မှာတစ်ချိန်ကကလေးတွေကိုခေါ်ခိုင်းခဲ့တာရှိတယ်ဆိုရင်ယခုလိုမျိုးနော်တစ်ချိန်တုန်းကကလေးတွေကိုခေါ်ခိုင်းခဲ့ကြတဲ့တိုင်းသားလက်နက်ကန်တွေကိုလည်းអော်ပေးရမယ်လေပြောပေးရမယ်လေသုံးသပ်ပေးရမယ်ထောက်ပြပေးရမယ်လေနော်ဒါမျိုးတွေကြတော့မလုပ်ခဲ့ကြဘဲနဲ့နော်တက်မတော်တက်ပြောခဲ့တာကြီးကတော့လွန်လွန်းနေနော်တစ်ဖက်ဆောင်နေကြာလွန်းနေအဲ့ဒီလူတွေပြောခဲ့ကြတဲ့သူတွေရဲ့စကားနော်ပြည်သူတွေရဲ့ကြားထဲမှာနော်တက်မတော်ကိုမမုံအောင်ဟုတ်လားလုံးဝကြည့်လို့မရအောင်နော်ဆိုတဲ့ရည်ရွယ်ချက်မျိုးတွေနဲ့ပြောခဲ့ကြခြင်းမျိုးဖြစ်တယ်။တက်မွန်ညီလေးညီမလေးများနော်စစ်ခွေးဆိုတာဟာမခေါ်သိဘူးသူတို့မှနှလုံးသားတွေရှိတယ်နော်သူတို့လည်းတကြံကြီးကစားရင်သူတို့လည်းကစားကျင်တာဟုတ်လားစစ်ကားကြီးဘုတ်ကနေတကြံကြီးပြန်ပတ်တာကြည့်ပေါ့သူတို့မှနှလုံးသားတွေရှိတယ်။တက်မွန်စစ်ခွေးလို့မခေါ်ဘူးဘူးနဂါကိုတည်ပြီး message ပေးခဲ့တာအခုအများကြီးရောကြသွားခဲ့ပြီဒီရန်ကိုကျေးဇူးတင်တယ်နော်သူတို့လည်းအသက်နဲ့ပေးပြီးတော့နော်ထပ်ပြီးတော့တိုင်းပြည်နယ်လူမျိုးအတွက်နော်တာဝန်ထမ်းဆောင်နေကြတဲ့ပုဂ္ဂိုလ်ရုပ်ချားတဲ့မလုံနိုင်တဲ့အလုပ်ကိုလုပ်နေတဲ့သူတွေဘလို့နည်းနဲ့မှမခေါ်အပ်ဘူးနော်ခေါ်ရင်တော့ခုနကဓမ္မစီဥက္ကဋ္ဌလာပြောသလိုပဲကျွန်တော်ရှေ့ကိုရောက်ရင်ဖားကြီးကိုရိုက်မှာနော်ကျွန်တော်ဆက်ချင်းလည်းဘယ်တော့မှမခေါ်ဘူးအဲ့အတွက်နော်တိုင်းသားလက်နက်ကိုင်နဲ့စစ်တပ်ကြားစစ်တပ်နဲ့ပြည်သူကြားအပြန်အလှန် respect တွေရှိအောင်နော်ကြိုးစားကြပါတိဆောက်ကြပါဟာလားတက်မတော်ကသူတွေကလည်းပဲအရာရှိတွေကလည်းပဲစနစ်တကျလေ့ကျင့်ပြီးတော့တက်မတော်နဲ့ပြည်သူပြန်ကြည့်ပြီးအောင်နော်စနစ်တကျစူးစမ်းလှုပ်ဆောင်ပြပါနော်အမုန်းတရားတွေရော့ချအောင်တိုင်းပြည်လုံးကဝိုင်းဝန်းစူးစမ်းကြပါလို့နော်လို့ဆိုပြင်းရင်ဖြစ်ကျွန်တော်ဆက်ချစ် goodbye လို့နှုတ်ဆက်လိုက်ပါစီဗျာ